အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့လဲကွင်းထဲကိုဆင်းနေတာပါလဲကွင်းထဲကိုဆင်းနေတာပါလဲကွင်းထဲမှာပြန်လာရင်လည်းသားရီသမီးတွေကဓဏိဒီစားကျင်တယ်ဆိုလို့ဓဏိဒီခုပေးမှာပါကွင်းထဲကိုအမေရဲ့သားရဲ့သမီးလေးရဲ့အမျိုးသားရဲ့သွားနေတာပါဒါဓဏိဒီလေးပါနော်ဓဏိဒီခုပါမယ်ဓဏိဒီကလည်းဓာမပါတော့လက်နဲ့ခူးရပါမယ်ရှင်လက်နဲ့ခူးနေပါပြီကျမတို့ရွာရောက်နေတာလေအမေအလူလို့ရွာရောက်နေတာပါရှင်မနေ့ကဗုဒ္ဓဦးနေ့ပြန်ရောက်ပါမယ်တင်တန်းတက်ချင်းတဲ့လူတွေပြီးတော့ကိုမမမိထားတဲ့ဟာလေး reply ပြန်ပေးမယ်နော်ရွာရောက်နေတာရွာလိုင်းမကောင်းလို့ပါရှင်လိုင်းမကောင်းတဲ့အတွက်စာတွေပြန်လို့မရတာပါရှင်မျိုးရောက်တဲ့အခါကျရင်အကုန်လုံး reply ပြန်ပေးပါမယ်ရှင်တင်တန်းတက်ချင်းတဲ့လူတွေဆက်သွယ်ထားတဲ့လူတွေနော်လာတက်လို့ရပါပြီလာတက်လို့ရပါပြီရှင်ဒါခုပြီးသွားပြီပေါ့နော်တဏီဒီခုပြီးသွားပါပြီဒါတဏီဒီပါဒီနေ့ဆိုအတော်ပဲစလို့ကောင်းတယ်ဒီတဏီဒီရတယ်သူကတဏီဘူးကပေါ့နော်စီးကြိုသွေးကြိုသမားတွေအတွက်အရန်ကောင်းတယ်တဏီဘူးတွေကိုအချောက်လန်းပြီးတော့ဒါရင်နွေးတောက်တယ်လို့ပေါ့နော်အဲ့ဒါလေးတွေကောင်းပါတယ်ဒါတဘာဝတရားပြီးတာပါဒါအမျိုးသားခွဲနေပါပြီဓဏိဒီကိုပေါ့နော်ခွဲနေပါပြီဓဏိဒီဆရာကြီးဓဏိဒီခွဲနေပါပြီအနေတော်လားမတော်လားဆိုတာသူကျွန်မပြောတာမယုံသူခွဲပြနေပါပြီဓဏိဒီဟောဒီကြတဲ့အမောင်ကွယ်ထားသေးတယ်ဒီမှာကြီးဓဏိဒီတွေအနေတော်လေးပါစားလို့အရင်ကောင်းတဲ့ဓဏိဒီတွေပါသူကဓဏိရခံလို့လည်းရရနော်ဒီဓဏိဒီရလေအားလုံးကျေးဇူး